ထဲမှာအများကြီးတစ်ခုခုဖြစ်သူများကိုပဲအပြစ်တင်ကိုအသင်းတော်ကလူတယောက်မှား၍ရင်တခြားအသင်းတော်ကိုအပြစ်တင်ကိုမိသားစုတယောက်မှားရင်တခြားမိသားစုကိုအပြစ်တင်ကိုသားသမီးမလိမ္မာဘူးဆိုလို့ရှိရင်သူနဲ့ပေါင်းတဲ့သူကိုအပြစ်တင်သူများကိုပဲအပြစ်လျှောက်တင်တာနော်ကိုကတော့တခါမှမမာဘူးမွေးကလေးကမမာဘူးသိလည်းမမာဘူးဖျားနိုင်ကြံဖြစ်ရင်တော့ဖျားမားတယ်သူမှန်တယ်နော်ဒါဝိမူကားတဲ့ဖျားကိုကိုးစားတယ်ဖျားရှိမှသွားနေဒါဝိကိုဖျားအရန်သဘောကျရတဲ့အချက်ကအဲ့ဒါသူမှားတဲ့အချိန်ကြီးရှိပါတယ်သူမှန်တဲ့အချိန်လည်းရှိတယ်သို့တော့ဒါဝိကသူအမြဲတမ်းဖျားရှိကိုသူသွားတယ်နော်အဲ့တော့သင်ပြဿနာဖြစ်တာဖြစ်ပြီးွားတာထားလိုက်ပြဿနာဖြေရှင်းမှန်ဖို့လိုအပ်တယ်နော်အဲ့တော့ဒီကနေ့ဒါဝိကဖျားရှိမှသွားကိုးစားတယ်နော်အဲ့တော့ဖျားကိုမေးတယ်ကိုတော်ရဲ့ကျွန်တော်ပြန်ပြီးတော့သူတို့ကိုပြန်ပြီးတော့မှခေါ်လို့ရမလားအဲ့တော့ဒါဝိဒ်ကဘာတူလဲစစ်ဘရင်ဖြစ်တယ်သူ့ရဲ့ဖျားရှိရောက်တဲ့အခါမှာဆူတောင်းချက်ကိုနားထောင်ကြည့်သဘောပေါက်လိမ့်သူ့ရဲ့နယ်ပယ်ကျယ်ဖို့အတွက်သူစွမတောင်းတိုက်ပွဲအောင်ဖို့သူစွမတောင်းဘူးလူသူအင်အားလက်လက်အင်အားဗန္ဒာအင်အားတောင့်တင်းလာဖို့သူမတောင်းမဲနဲ့ရန်သူနောက်ပါသွားတော့သူ့လူတွေသူ့အမျိုးတွေသူ့ရဲ့မိသားစုပြန်ရပါမလားဆိုပြီးတော့မှဘုရားရှိခိုးဆုတောင်းဒီကနေ့ကျွန်တော်တို့ဘုရားရှိခိုးတိုးဝင်ချင်ကပ်ကြတယ်တန်တရားမရှိပါဘူးเนาะအနည်းဆုံးတော့ထမင်းစားတဲ့ချိန်တော့ဆုတောင်းကြမှာပါလို့เนาะသဘောပေါက်တယ်เนาะဒီနေ့ထိသင်ပါဆုတောင်းနေကိုသားသမီးမပြောင်းလဲတာကိုမေ့လျော့ပြီးတော့မှကိုယ့်ရဲ့စီးပွားရေးအောင်မြင်ဖို့ဆုတောင်းနေတဲ့ယုံကြည်သူတွေရှိတယ်ကိုခင်မွန်းတယ်မပြောင်းလဲတာကိုမေ့လျော့ပြီးတော့မှကိုယ့်ရဲ့လုပ်ငန်းဆောင်တာအောင်မြင်ဖို့အတွက်ဆုတောင်းနေတဲ့ဇနီးတွေရှိတယ်ကိုယ်ဇနီးမပြောင်းလဲတာကိုမေ့လျော့ပြီးတော့မှကိုယ့်ရဲ့လုပ်ငန်းအောင်မြင်ဖို့ဆုတောင်းနေတဲ့ခင်မွန်းတွေရှိတယ်တင်းရဲ့အသွေးသားတင်းရဲ့မိသားစုကိုကြော်ပြီးတခြားအရာတွေသူ့စီမှာလာတောင်းလျှောက်ဖို့ဖရားအလိုတော်မရှိဘူးအာမင်ထူးကြကိုယ်သားသမီးမပြောင်းလဲဘူးကိုယ်သားသမီးမပြောင်းလဲပဲသင်စီးပွားရေးအောင်မြင်တာဘာလုပ်ရမှာကိုမိသားစုမပြောင်းလဲပဲနဲ့တင်ပညာရေးမှာအောင်မြင်တာဘာလို့ရမှာလဲအဲ့ဒါရန်သူတွေနောက်ပါသွားတယ်သားသမီးတွေပါသွားပြီးတော့ဒါဝိဒ်စစ်အောင်နိုင်တာဘာလို့ရမှာဒါဝိဒ်တဲ့စစ်ဘလောက်ပဲတိုက်ပွဲဘလောက်ပဲအောင်မြင်သားသမီးမရှိရဲ့အကျိုးမရှိဘူးစစ်ပွဲရှုံးလို့နာကျင်ရတာထက်သားသမီးကိုဆုံးရှုံးရတဲ့နာကျင်မှုကပိုနာကျင်ယေရှုကောင်းကင်ကိုစွန့်လို့နာကျင်ရတာထက်တင့်ကိုစွန့်လို့ရတာပိုနာကျင်တာဖြစ်တယ်ကျွန်တော်ဖားခဲ့ဒါပေမဲ့အဖေမျက်ရည်ကြမမြင်ဘူးကျွန်တော်မပြောင်းလဲတော့မျက်ရည်ကြကျွန်တော်တသက်တဲ့ကိုကျွန်တော်အတွက်ပဲအဖေမျက်ရည်ကြတာမြင်ဘူးတဲ့ကျွန်တော်တွေအခုဘာအတွက်မျက်ရည်ကြသားသမီးမပြောင်းလဲတာမျက်ရည်မကြဘူးအလုတ်ကအစမပြေမျက်ရည်ကြလုပ်ငန်းမအောင်ပြေမျက်ရည်ကြကိုမပြောင်းလဲတာမျက်ရည်မကြဘူးကိုစတိမပြောင်းလဲတာမျက်ရည်မကြဘူးဆူတောင်းလိုက်လို့ရှိရင်လည်းအဲ့ဒီဆူတောင်းချက်တွေအလုတ်ကိုင်းနဲ့ပတ်သက်ပြီးဆူတောင်းချက်တွေအဲ့ဒီဆူတောင်းချက်ကဖျားကိုစိတ်သက်သာစေမယ်လို့တင်ထင်နေတာကိုကမှားတာဖျားတင်ဆူတောင်းနေရင်လည်းဖျားနာကျင်နေတာဘာဖြစ်လို့နာကျင်လဲတင်ကအရေးကြီးတဲ့သွေးသားကိုကြော်ပြီးတော့မှဘာလို့လောကမှာကြံခဲ့မဲ့ဖျားတွေကိုတောင်းနေတာလဲမစိုးရိမ်နဲ့လို့ဖျားပြောထားပြီးသားမဟုတ်လားဟာလေလုယစာငတ်ကိုတော့ငါအငတ်မထားဘူးလို့ပြောတယ်ဖျားသပင်မွေးဆုပ်ဖွားတဲ့မျက်လုံးတွေအိမ်မရလို့หนีကြောင်နေတဲ့ငှက်မြင်ဘူးလားတညာလုံးစိတ်ညစ်ပြီးတော့ညအိမ်မရဘူးကွာအလုတ်ရှာမရလို့ဆိုပြီးတော့လေစိတ်ညစ်နေတဲ့သပင်မွေးဆုပ်ထောင်းတဲ့ငှက်မြင်ဘူးလားမရှိဘူးcredit card လည်းမရှိဘူးနော် GBMC ကလူတွေသားနော်အဲ့တော့ကြည့်အခုဒါဝိဒ်ဖျားရှိမှာတိုးဝင်ချင်းကတ်တာသူ့ရဲ့နယ်ပယ်ကျယ်ဖို့မဟုတ်သူ့တိုက်ပွဲအောင်ဖို့မဟုတ်လူသူအင်အားလက်နက်အင်အားတိုးဖို့မဟုတ်ရန်သူတိမ်းသွားခြင်းကိုခံရတော့သူ့ရဲ့သွေးရင်းချမိသားစုတွေအတွက်ဖြစ်တယ်ဒီကနေ့ကျွန်တော်တို့အရောက်စီတိုင်းတစ်ချက်ကျွန်တော်ရဲ့အိမ်ခိုက်တော့ကြောင့်ကျွန်တော်တို့တတိလစ်တော့ကြောင့်ကျွန်တော်တို့မိသားစုပါသွားပြီးပြီထပ်ပြီးပညာမမဲ့ကြဆုံးတယ်ပြီးခဲ့တာတွေထားလိုက်တော့အခုချိန်မှာကျွန်တော်တို့ပညာရှိဖို့လိုပြီကျွန်တော်ရဲ့စီးပွားရေးတွေထက်ကျွန်တော်မိသားစုကအရေးကြီးတယ်ကျွန်တော်ရဲ့စစ်မျက်နှာတွေထက်ကျွန်တော်ရဲ့မိသားစုပြောင်းလဲဖို့ကအရေးကြီးတယ်အာမင်
အဲ့တော့ဒါဝိဒ်ကဖျားရှိမှတိုးဝင်ချင်းကတ်တာဖျားရှိမှတင်တိုးဝင်ချင်းကတ်တယ်ဆိုတာကျွန်တော်ယုံကြည်တယ်တန်တရားဖြစ်เสียမရှိဘူးသို့တော့ဖျားရှိတိုးဝင်ပြီးတော့မှတင်ဘာတွေတောင်းနေတာလဲတင်ဘာတွေပြောနေတာလဲပြုတ်တဲ့အရာကိုမရှာဘူးတန်မိုးရှိတာကိုမရှာဘဲနဲ့ဖျားကမစိုးရင်နဲ့ဆိုတဲ့အရာတွေအတွက်ပဲတင်ဒူးထောက်ပြီးတော့ငိုကြွေးနေတာဖျားကိုနာကျင်စေတယ်ဟာအဲ့ဒါဆိုလို့ရှိရင်တင်ကတစ်သားသမီးတဲ့တစ်စီဝါးရီကိုပူတန်မိုးထားတယ်ပေါ့ပစ္စည်းပြောက်ရင်ကျွန်တော်တို့ရှာလေးရှိပါတယ်ကျွန်တော်အဲ့ဒါအမြဲတမ်းပြောတယ်တန်မိုးရှိတာကိုရှာလားတန်မိုးထားတာကိုရှာလားဒါကျွန်တော်မေးခွန်းကြောင့်ဖြေတာမှန်နေတာနော်ဘယ်ဟာရှာလဲဆိုတန်မိုးရှိတာပဲရှာတယ်နော်ဟုတ်တယ်တချို့အသင်းတော်တွေကတန်မိုးရှိတာကိုပဲရှာတယ်ပျောက်တဲ့သိုးကိုမရှာဘူးဝါဖီးနေတဲ့သိုးတွေစီကိုပဲသွားတယ်ဩတဲ့အရန်ကိုအစာတွေလွန်ပြီးအစီတက်ပြီးတော့မှဒုက္ခရောက်မှဆိုလို့ပါဆိုပြီးတော့ဟဟလားနော်တချို့လူတွေကပြောတာနော်မြန်မာပြည်မှာဆိုတထေးတွေကလေတဲ့အရန်ဖျားနဲ့ဝေးမှဆိုလို့စိုးရင်လို့သွားတာပါတဲ့တချို့ကနော်အဲ့တော့တကယ်ဖျားကကျွန်တော်တို့တန်ဖိုးရှိလို့ရှာတာမဟုတ်ဘူးတန်ဖိုးထားသောကြောင့်ရှာတာဖြစ်တယ်ကျွန်တော်တို့ထက်ကောင်းကင်ကတန်ဖိုးရှိတယ်ကျွန်တော်တို့မကောင်းဘူးကောင်းကင်ကောင်းတယ်သို့တော့ကောင်းကင်ထက်ကျွန်တော်ကိုတန်ဖိုးထားသောကြောင့်ဖခင်ကကျွန်တော်တို့ကိုရှာတာဖြစ်တယ်ယေရှုသည်မျက်ရည်ကျတယ်သူစွန့်ခဲ့တဲ့နိုင်ငံအတွက်ကျတာမဟုတ်ဘူးသူစွန့်ခဲ့တဲ့ကောင်းကင်အတွက်ကျတာမဟုတ်သူစွန့်ခဲ့တဲ့ထိုင်ကုန်အတွက်ကျတာမဟုတ်ဘူးကျွန်တော်တို့အပြစ်အတွက်ကျတာဖြစ်တယ်ဆုံးရှုံးရမယ်ကျွန်တော်တို့အတွက်ကျတာဖြစ်တယ်တင်းရဲ့မျက်ရည်ကဘာအတွက်ကျနေလဲအလောက်ကြောင့်ကျနေတာလားစီးပွားရေးကြောင့်ကျနေတာလားကိုသားသမီးမိသားစုကြောင့်ကျနေတာလားမပြောင်းလဲသေးသောကိုယ့်ရဲ့ခင်မွန်းတဲ့အတွက်မျက်ရည်ကျပြီးဖျားရှိမှဆူတောင်းတော်သူဒီမင်္ဂလာရှိတယ်မပြောင်းလဲသေးသောကိုယ့်ရဲ့ဇနီးတဲ့အတွက်မျက်ရည်ကျပြီးဖျားရှိမှဆူတောင်းတော်သူဒီမင်္ဂလာရှိတယ်ဖျားနဲ့ဝေးနေတဲ့ကိုသားသမီးတွေပြောင်းလဲဖို့အတွက်ဖျားရှိမှမျက်ရည်ကျတဲ့သူကမင်္ဂလာရှိတယ်အဲ့တော့ဒါဝိဒ်ကဘေးတယ်ကိုတော့ကျွန်တော်ပြန်လိုက်ကမလားလိုက်ရင်လဲမိပါမလားလို့မေးတဲ့အခါဖခင်ကဂရိစကားနဲ့တွဲပြောတယ်ကျွန်တော်တို့ကဆိုရအောင်လိုက်တော့ဆက်ဆက်မိ၍အလုံးစုံကိုရပြန်မည်ဟုဖခင်စကားဖြစ်တယ်ဖခင်ကဒါဝိဒ်ကိုစောင့်နေတာအဲ့ဒီဂရိကိုပေးခြင်းလို့ဒီနေ့ဖခင်ကတစ်ကိုစောင့်နေတာအဲ့ဒီဂရိကိုပေးခြင်းလို့ဖြစ်တယ်ဟာလေလုယာဆရာရဲ့နင်တို့မိသားစုတွေပြောင်းလဲပြီလားဆရာရဲ့ပြောင်းလဲမှလည်းမဟုတ်ပါဘူးနင်ဘယ်နှခါပြောဘူးလဲတစ်ခါမှမပြောရသေးဘူးဟာပြောဖြစ်မပြောရသေးဘူးမပြောင်းလဲဘူးကိုကစတယ်ပြောင်းလဲမဲ့လောက်ကဖယားနဲ့သူနဲ့ဂျားမဆိုင်တာတင်ထဲမှာမဆိုင်တာစူတောင်းပေးရမဲ့လောက်ကတင်လို့မဟုတ်ဘူးလားတင်မိသားစုတင်သွေးသားမဟုတ်ဘူးလားတစ်ခါမှလည်းမပြောဘူးမပြောင်းလဲဘူးပဲကိုကစပြောတယ်သူကမလွယ်ဘူးဆရာမလွယ်တာဘယ်လိုပြောလဲတစ်ခါမှတော့မပြောရသေးဘူးကိုကကြီးပဲဦးအောင်ပိတ်ပြီးတော့ပြောတာဆရာတွေကဘာပြောလို့ပြောရမှာမသိအခုဘုရားဘာပြောလဲလိုက်ပါဒါဝိဒ်တတိလစ်လို့ဆုံးရှုံးသွားတဲ့အတိုင်းဖယားကအဲ့ဒီအပေါ်မှာတန်ဖိုးထားစေဖြစ်တယ်တိပိသားစုကိုတင်တန်ဖိုးထားပြီမဲ့ဖယားကတန်ဖိုးထားတယ်အဲ့တော့အဲ့ဒီဆုတောင်းချက်ကိုဖယားစောင့်နေတာအဲ့ဒီဂတိတော်ကိုတင့်အတွက်ပေးဖို့ဖယားတင့်ကိုစောင့်နေတယ်ဘေးကိုပြောဖယားနင့်ကိုစောင့်နေတယ်လို့ပြောပါနော်တိပိသားစုကိုပြောင်းလဲပေးဖို့ဖယားစောင့်နေတာအာမင်တင်းလူမျိုးကိုပြောင်းလဲပေးဖို့ဖယားစောင့်နေ